ချွတ်နေနဲ့ထည့်ထားလိုက် စားချစ်သူများရောက်ဝင်ကြတယ်ဟောစားချစ်သူရောက်ဝင်ကြတယ်ဟော ဒီနေ့တော့ကျွန်တော်တို့ဖွဲ့ရမြောက်တကုံထဲမှာရှိတဲ့ရှမ်းကောက်ဆွဲဆိုင်လေးတစ်ဆိုင်ကိုသွားစားကြမှာဖြစ်ပါတယ်ကျွန်တော်က food blogger မဟုတ်တော့စဝင်းသမားဆိုတော့နည်းနည်းလေးခြေရှည်တာတော့သိခံမျိုးကြည့်ပေးကြပါဦးခင်ဗျာဟုတ်ရောက်တယ်ဟုတ်တယ်နော်အကြီးပဲသုံးတဲ့အပေါ်တာလမ်းကြောင်းလေးကလောတယ်ကျွန်တော်တို့ဆိုင်ကိုအရင်မသွားဘဲနဲ့အရှိတကုံမှာကျွန်တော်တို့အဖွဲ့တွေကဆိုရင်ဖွဲ့တွေကကိုကျော်စွာအိမ်ကိုအရင်ဆုံးသွားပြီးတော့စုံကြမှာကိုကျော်စွာအိမ်မှာသူ့ရဲ့ခြံအတွက်အသီးနှံလေးတွေပေးဖို့ဝေဖို့ရှိတယ်ဆိုပြီးခေါ်တော့ဒီကျွန်တော်တို့အဲ့ဒီကိုအရင်သွားတာအဲ့မှာကျွန်တော်တို့ရင်းတော့အဲ့ channel ဒီနယ်လေးယူမဲပြီးအဲ့ဒါဒီမှာဘာမှမလုပ်ထားနဲ့ပြောတာကိုကော်ဖီတွေမုတ်တွေလှုပ်ထားသေးတယ်အဲ့မှာကျွန်တော်အရင်တောက်အောင်မှာတောက်ပြီးတော့မှဟိုဆိုင်လေးကိုသွားမှာပေါ့နော်ဟောလေရောနေနိုင်တယ်အဲ့တော့ကြီးတယ်ကြီးဟာရတာဒီလေးရှောက်သီးတွေအများကြီးပဲတပါလည်းမသိဒီတယောက်ကြီးရတယ်ဟာလူတူရမလိုက်ဘူးလားမိုင်းနေလေခုပြတာပဲရက်ဆက်လိုက်တာအနေနဲ့မကြီးတော်နေကြီးတော် ဒီနေ့ပဲရောက်နေမတူတဲ့နာတော့ကြည့်ရမယ်တော့ဟာမတန်းနဲ့တင်ရအောင်လေချီအောင်ဆိုလည်းမတန်းဘူးတော့ချုံတယ်တော့ချုံတယ် ဝါဟုတ်တယ်မဟုတ်တော့ဘူးဘိုးတို့မှာဟုတ်ပဲ အခုရက်ရိုက်ပြီးသွားပြီ ဘာကြောင့်လဲဖေးညပြီးရိုက်ထားပြီး မိုးလေးနဲ့ချီရတော့ညပြီးဆွဲရတော့မှာတော့တည်တည်ကိုအလီဝေးပေးလိုက်တာနဲ့ဆိုတော့ပြီးတော့ အကြီးကောင်နဲ့လေအကြီးကောင်နဲ့တွေ့တယ်အကြီးကောင်နှုတ်ဆက်တာ နင်တို့မနေ့ကခေါ်တာခူးပြီးသားလျှောက်သီးယူဖို့ခေါ်တာ ဒီအဲ့နာကြီးတွေပဲနော်ဟုတ်တယ်နော်ဟုတ်လားဟုတ်တယ်ဘုရားချမ်းလာဘုရားချမ်းတယ်အမကျောင်းပါလေတော့ပါလား တော့လေးကုန်တော်ပြီတော်ပြီတော်ပြီလေရားကုန် စကြီးက2000ဟုတ်တယ်ဒါပဲအသေးက1000ဒါအလက်1500ကျောင်းပြသွားပြီ ကိုအောင်ဟောတွေ့ရ900သာတစ်လန်းနေဝင်ပြင်ဘဲကိုယ်အဲ့ကြောင့်ကိုကျော်ကြီးကိုရှေ့တင်လိုက်လို့ပြောတာလမ်းထဲမှာဗျဒီဆိုင်လေးကမနေ့ကကျွန်တော်တို့ဘက်တစ်ခေါက်ချင်းပြီးတော့လာပြီးသားဒါပေမဲ့ဟိုမနေ့ကဗုဒ္ဓုံနေ့ဖြစ်နေတော့ဗုဒ္ဓုံနေ့ဆိုင်ပိတ်တယ်အဲကြောင့်နော်ဗုဒ္ဓုံနေ့တိုင်းဆိုင်ပိတ်ပါတယ်ဒီဆိုင်ကအဲကြောင့်ဒီနေ့မှကြာသပတေးနေ့ပြန်ချင်းနောက်တစ်ခေါက်မကြည့်ဝဲလာຫນွယ်တာFacebook မှာမရှိဘူးလားကော ရှိတယ်လေ ဟာမတွေ့ဘူး ဘတ်ရှာရိုးရစားစား ဒါမတွေ့ဘူး TikTok မှာတွေ့ရဘူး TikTok မှာလည်းရှိတယ် Facebook မှာလည်းရှိတယ် ဝက်ကအသားရှိတာပါစင်တပွဲရပြီပေါ်ပြပွဲပြရတယ်တော့ ဘယ်ချိန်ထိရှိတာ စက်နေတယ် ဟောနေ့လေထိရှိဆိုင်လေးကမနက်စာဆိုရင်မနေ့လေ7နာရီထိဖွင့်တယ်လို့ပြောတယ်ပြီးတော့အရသာလေးလည်းအဆင်ပြေသလိုသူ့အမအမဲဥပေါ့နော်အမဲနဲ့ပတ်သက်တဲ့အရွတ်တွေအကြောတွေအမဲဥလေးတွေကလည်းနူးဤပြီးတော့စားလို့ကောင်းပါတယ်နောက်တစ်ခုအကြိုက်ဆုံးကတော့တန်တန်ရှင်းရှင်းလေးစားရတာဗျအိမ်ဆိုင်လေးဖြစ်တော့တန်တန်ရှင်းနေကျွန်တော်စားရတာအဆင်ပြေပါပို့ပြီးတော့အဆင်ပြေတယ်နော်မင်္ဂလာပါရိုက်ွားပြီမှာပွားပြီငါပါ
ကျွန်တော်တို့ရှမ်းကောက်ဆွဲခဏခဏအမြဲတမ်းစားနေရလို့အဲ့ဒါနဲ့ဒီနေ့တော့အမဲစုံသမဲအစုံကျုံကောက်ဆွဲလေးမှာစားလိုက်တယ်ဆိုင်လိပ်စာကမြောက်တကုံဦးဝိဇာရလမ်းဘက်ကပဲလာလာเนาะပြည်တော်စုလမ်းဘက်ကပဲလာလာမင်းရဲ့ကျော်သာလမ်းမကြီးကို꿰ပြီးဝင်ခဲ့ပါအဲ့ဒီမှာဖိုးရသာလမ်းကိုရှာပြီးတော့꿰အစွဲကပင်လမ်းပေါ်မှာရှိတာဆိုင်ရ the best ရှမ်းခေါက်ဆွဲဆိုင်တော့အဲ့တော့နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့စားသမျှသွားသမျှကိုကြီးမကြီးအမြဲတမ်းတင်ပေးနေမှာမို့လို့ကြုံကြိုက်လို့ရှိရင်အားပေးသွားကြပါအောင်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ